ရီနာသူလည်းအပြင်ကိုပြေးထွက်သွားတယ်အပြင်မှာတော့မိုးတွေရုတ်တရက်ကြီးတအားရွာနေပါတယ်ဆောနာကောင်မလေးကလည်းထွက်ပြေးလာပါတယ်အန်လင်းတိတ်မှာတော့အရန်ကိုတာယာနေပါတယ်အရီအန်ရှိမှာတော့ဖီယာတယောက်မတ်တက်ကြီးတွေရက်နေပါတယ်အရီအန်တဲမှာတော့ဖန်နီတယောက်ဖုန်းနေပြောနေပါတယ်နင်ဒီနေ့ငါအိမ်လာခဲ့ပါလားငါတယောက်တည်းအရန်ပြင်းနေပဲဟာငါမအားဘူးဟာအလုပ်တွေရှုံးနေရပဲဆရာမတို့ကနေဆိုရင်လည်းမြင့်မို့တောင်ကြီးကြောက်နေရပဲဟာအရုရှင်ရုတ်တရက်တကားပန်းစံကြီးကိုကြားလိုက်ရပါတယ်အဲ့ဒါဆိုဒါပဲတော့တငယ်ချင်းနောက်မှပြန်ဆက်လိုက်မယ်ဘယ်သူလာနေလဲမသိဘူးမိုးတွေရွာနေအောင်ဘယ်သူလာနေရလဲဟာအပြင်မှာတော့ဖီယာတယောက်ရှိနေပါတယ်ဖန်နီလည်းအပြင်ကိုထွက်လာတယ်ဟိုကြီးတီရှောက်ကြည့်လိုက်တယ်ပြီးတော့ဖီယာကိုမြင်သွားတယ်ဟာ what the fuck oh my god နင်ဘယ်သူလဲနင်ဘယ်လာလဲညီမနဲ့မရဖေးရပါသွားကြနေရမရှိလို့ဒီမှာနေလို့ရမလားအပြင်မိုးတွေရွာနေရလေလာအထဲဝင်ဟုတ်ကဲ့ကျေးဇူးပဲတော့မရပါတယ်မလိုပါဘူးအမကူညီတာပဲဟာလာပါအထဲဝင်ကြမယ်တန်ဒီအတွက်ကတော့ကန်ဆိုးတာပါအေးဟာငါလည်းတနာလို့ခေါ်ထားတာသူ့ကိုကြည့်ရတာမသိငါဆရာပဲငါလည်းစောင့်ကြည့်နေရဲ့တပတ်မှာတော့ဖီယာတယောက်ကထိုင်နေပါတယ်ဖန်နီလည်းဖီယာကိုရှောင်းကြည့်နေပါတယ်ပြလည်းတတိထားမိရမလို့ကြည့်လိုက်ပါတယ်ဖန်နီလည်းပြန်ပေါင်းလိုက်တယ်ဟာသူမြင်သွားလားမသိဘူးတောင်းကွိုင်မယ်ဟာတော်တရားပေါ့အဲ့လိုနဲ့ညာဘက်မှာတော့ဖန်နီတယောက်အိတ်နေပါတယ်အဲ့ဒီရှင်ဖီယာတယောက်ကတော့ပတ်သွားနေပါပြီအတန်နေကြားရမလို့ဖန်နီလည်းနိုးသွားတယ်အရီနာမီပွန်ကြတဲ့ကိုပြေးလာတယ်ဟာဖီယာလည်းမရှိမှလားပကနေကွဲနေရပဲဟာကန်နီကတော့သူ့ရှိမှဖယိုဖယဲနဲ့ကွဲနေပါတယ်အဲ့လိုနဲ့မိုးလင်းသွားပါတယ်ခင်းဖြစ်တာမလို့ဖန်နီလည်းအပြင်ကိုထွက်ကြည့်လိုက်တယ်ညာသူ့ပြီးသွားလည်းမသိဘူးသူကဒီမှာဘာလုံးညာလည်းမသိဘူးကျုပ်တည်းဖီယာလက်တဲ့ကစက်တုံလေးလက်ဓာကြီးကိုတွေ့သွားတယ်ဖန်နီလည်းလန့်သွားတာပေါ့သူတို့ထဲမှာဓာကြီးပါလားဟွာတဲ့အဲ့ဒါဘာလို့မလို့လဲအဲ့တော့မှပဲဖီယာကပြေးဝင်လာပါတယ်ဟာဖီယာတယောက်ကတော့ဖန်နီကိုတတ်ဖို့စူးစမ်းနေပါပြီဟာအဲ့ဒါနေဘာလို့တာလဲကဲကြပါအောင်ရှယ်ရီကစက်တောင်းဆန်ကြီးမှာတော့ဖန်နီနဲ့လေလာရှိနေပါတယ်အေးဟာငါမအရန်တောက်သွားပဲဟာအေးပါဒါနဲ့နေနဲ့တတိချောင်းတော့အေးငါတတိထားနေရဟာအဲ့လိုနဲ့သူတို့ညောင်စကားတွေပြောနေကြတယ်ဒီနေ့ညတဲ့မိုးတွေရွာနေပါတယ်ဖန်နီတယောက်ကတော့ Lady Ghost Chanel ကဆာကူရာတရေကားတွေကိုကြည့်နေရပေါ့အိတ်ရှင်ဒီကခောက်တန်ကြီးကိုကြားလိုက်ရတယ်ဟာဘယ်သူလာခောက်နေရလဲဖန်နီလည်းလန့်နေပါပြီဖီယာတယောက်ကတော့တကားတွေရှောက်ခောက်နေပါတယ်မရတာကြောင့်ဖီယာလည်းပြန်သွားလိုက်ပါတယ်အရီနာလေးပတ်ကုန်းကြီးနဲ့တကားစီပြေးသွားပါတယ်ဖန်နီလည်းလန့်သွားတာကြောင့်ဖုန်းတွေတက်လိုက်ပါတယ်ဖီယာတယောက်ကတော့ဖွင့်လို့မရတာကြောင့်အပြင်ထွက်သွားပါတယ်လေးလာသူငါ့တက်တော့မှာဟာအဲ့ဒါကြောင့်ငါကူညီပါအောင်တော့အရီနာဖန်နီလည်းသူ့တငယ်ချင်းလေးလာကိုစောင့်နေပါတယ်ဟာလေးလာလည်းမလာသေးမှလားလန်ဒီနီယာမှာတော့ဖီယာတယောက်2000ရေကတောင်ဓာကြီးနဲ့လာနေပါတယ်ဖန်နီလည်းမြင်သွားတာကြောင့်အိမ်ထဲကိုပြေးဝင်သွားပါတယ်ဖီယာတယောက်ကတော့ဓာကြီးနဲ့အေးအေးစစ်စစ်ကြီးဝင်လာပါတယ်လေးလာသူငါတက်တော့မှာဟာအဲ့ဒါကြောင့်မြင်လာပါငါအရင်ကြောက်နေပြီဖီယာတယောက်ကတော့ဓာကြီးနဲ့အိမ်ထဲကိုဝင်လာပါပြီအေးအဲ့ဒါဆိုရင်မြင်လာတော့ငါအရင်ကြောက်ပြီရုတ်တရက်ကြီးပဲအတန်နေငင်ကြသွားတယ်အဲ့ဒါကြောင့်ဖန်နီလည်းအပြင်ကိုထွက်လာတယ်ဟိုကြီးတီရှောက်ကြည့်လိုက်တယ်ဘယ်သူမှမရှိနေပါဘူးကန်ထဲမှာလည်းမရှိပါဘူးဟာဘယ်သူမှလည်းမရှိပါလားဖီယာပေးသွားလည်းမသိဘူးအဲ့ဒါကြောင့်ဖန်နီလည်းဖုန်းနဲ့ရှောက်ကောက်ဆက်လိုက်တာပေါ့တောက်ယူမနေတာလည်းမလာတော့ဘူးငါအရန်ကြောက်ပိုင်ဆိုမှဘာလို့ညာလည်းမသိဘူးငါဖီယာကိုရဲတိုင်းကောင်းမလားလူလောက်မှလည်းဘယ်မှာလဲတော်လို့မရသေးဘူးသူကအပြင်မှာရှိနေအောင်မှာဂျာရီကိုတော့ဖီယာတယောက်ကအပြင်မှာနားထောင်နေပါတယ်ဖန်နီကတော့မသိပါဘူးအရီနာဖန်နီလည်းအပြင်ကိုထွက်ပြီးလီလာကိုစောင့်နေပါတယ်ကျုပ်တည်းတခုခုကိုလှမ်းမြင်သွားတယ်အဲ့ဒါကတော့သူနဲ့မနီမဝင်းမှာလူတီလောင်ကြီးရှိနေတာပါဟာအဲ့ဒါလူတီလောင်ကြီးမလားဒီလေသွားကြည့်လိုက်တယ်အဲ့ဒါကတော့သူ့တငယ်ချင်းလေးလာပါခေါင်းပြကြီးနဲ့သိနေတာပါဖန်နီလည်းအရှမ်းလန့်သွားတာပေါ့ဟာဖီယာတက်ကတော့ဒါရီကိုမတ်တက်ကြီးရဲ့ကြည့်နေပါတယ်အရီနာဒါကြီးနဲ့ပြေးလာပါလေရောဆာဂရမ်ရဲ့စိတ်ယုံကြည်မှာတော့အရန်ကိုတာယာနေပါတယ်မိုးတန်နေလဲဆူညံနေပါတယ်နတ်စမတယောက်ကတော့မတ်တက်ကြီးတွေရက်နေပါတယ်ဟာအရင်နဲ့ကြာနာပဲဒေါက်တာလည်းပြန်မလာသေးဘူးဘာလုံးညာလည်းမသိဘူးငါသွားကြည့်မှဖြစ်တော့မယ်အိုးရှုပ်မိုင်ဟာငါလည်းသွားကြည့်တော့မယ်အရီနာနတ်စမလည်းပြေးထွက်သွားပါတယ်အခန်းထဲရောက်တော့နတ်စမလည်းတွေးပြတ်သွားတယ်ရှိမှာတော့စေးစရာဝင်ရဲ့အလောင်းတွေရှိနေလို့ပါအရီနာအရှက်အလုံးကမိုးတန်နေအောက်မှာတိတ်ဆဲရှောက်ကတ်သွားပါတယ်အဲ့လိုနဲ့ဖန်နီတောင်ရဲစကန်ကိုပြေးလာတယ်ဖီယာတက်ကတော့ရေကတောင်ဓာကြီးနဲ့လိုက်ရှာနေပါတယ်အဲ့လိုနဲ့စတာဂရမ်ရဲ့ရဲစကန်ကြီးကိုထဲမှာတော့အရှမ်းကိုတာယာနေပါတယ်တရားကျမကူညီပါအောင်နော်သူကကျမကိုတက်တော့မှအဲ့ဒါကြောင့်ကူညီပါအောင်ဆရာရဲ့ကျမမသိချင်းသေးဘူးအရီနာသူတို့ညောင်လည်းဖီယာကိုစောင့်နေပါတယ်ကမ်ကောင်းစွာနဲ့ပဲသူရဲ့အနောက်ကိုဖီယာကရှောက်လာတယ်
哦，你乱ဒီမှာရှောင်းနေရ哦နောက်ရဲရှိရောက်လာပြီးဝင်ပိုင်းပါလေရောရဲလည်းရှော့သွားပါတယ်အဲ့လိုမဟုတ်ဘူးလေဟာဖန်နီလည်းပြေးပါလေရောအနောက်ကဖီယာလည်းလိုက်လာပါတယ်သူကတော့အေးအေးဆေးဆေးကြည့်ပါပဲဒါကြီးနဲ့လိုက်လာတာပါ ဟုတ်လေ ပြေးလေဒီစိတ်လောက်ပြေးပြေးရောရမယ်ဘုံရောမရဘူးနော်အဲ့လိုနဲ့ဖန်နီတောင်နနာရဲ့အိမ်ကိုရှာလာတယ် အဲ့တော့ကြောက် အဲ့ဒါကြောင့်ငါကိုကြီးပေါင်းဟာနော်တငယ်ချင်းအေးပါဒါဆိုလည်းငါအိမ်မှာအိတ်လိုက်တော့နော်ဟုတ်နဲ့အရာအလုံးအစင်မြင်သွားပြီးမနက်ကိုရှာလာတယ်ကျေးဇူးပဲနော်နာငါပြန်တော့မယ်ဟာအဲ့ဒီနောက်ဖန်နီလည်းပြန်သွားတယ်အရောက်တော့သူလည်းဟူကြည့်တီရှောက်ကြည့်လိုက်တယ်ဘယ်သူမှတော့မရှိဟာတော်တရားပေါ့ဘယ်သူမှလည်းမရှိဘူးအဲ့လိုနဲ့ညာဘက်ကိုတခါထပ်ရောက်လာတယ်ဒီရတဲ့ကတော့ဒါကြီးနဲ့စောင့်နေပါတယ်ဖန်နီနေရာငါလည်းကလုံးမထင်းရလားဖီယာလကလုံးလက်လူဆိုတာမရှိဘူးနော်ဖန်နီတယောက်ကတော့အိတ်နေပါပြီအဲ့ဒီရှင်ဒီကခောက်တန်ကြီးကိုကြားလိုက်ရတယ်ဘသူလာနေရလဲဖီယာလားနင်လားငါချင်မလားနဲ့နော်အရီနာဖီယာလည်းဖန်နီရဲ့အခန်းထဲကိုပြေးဝင်လာတယ်ငါတော့သိပြီပဲတော့ရှာဖို့မိတ်နေရဟာငါတက်လာတယ်အဲ့ဒါကြောင့်နင်သိလိုက်တော့ရှောဟာအဲ့ဒီနောက်ရှာအလုံးတိတ်ဆိတ်သွားတယ်